မင်္ဂလာပါများ Football Center Page ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာတော့ဇာဗီလွန်ဆိုရဲ့ Chelsea နီးပြပရပထမဆုံးပွဲစဉ်ဘုံမိုးရခဲ့တဲ့ Sydney ကညအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ် Sydney ရဲ့အားကစားကွင်းထဲမှာဖြတ်တန်းခဲ့ရဒီပွဲစဉ်ဟာယာလီဂျိုခြေစမ်းပွဲတစ်ပွဲဆိုတာထက်ပိုပြီးတော့ရင်ခုန်စရာကောင်းခဲ့ပါတယ် Western Sydney Wanderers နဲ့ကစားခဲ့တဲ့ဒီပွဲမှာအနိုင်ကို10ဂိုးထိထွက်ပေါ်ခဲ့ပြီးတော့6ဂိုး4ဂိုးဆိုတဲ့ရလဒ်နဲ့ Chelsea တို့ကအနိုင်ရရှိခဲ့တာယာလီဂျိုပထမဆုံးပွဲဖြစ်တာရဲ့ Chelsea ရဲ့အဓိကဒေါင်းကြီးကစားသမားအများပြားပါဝင်နိုင်ခြင်းမရှိရတဲ့ကြောင့်ဒီပွဲတစ်ခုနဲ့နီးပြတဲ့ဇာဗီလွန်ဆိုရဲ့နီးပြတစ်ခုလုံးကိုအပြတ်ဖြတ်သုံးသပ်ဖို့တော့ဖြစ်နိုင်ပါဘူးဒါပေမဲ့အလွန်ဆိုရဲ့ Chelsea ပထမဆုံးပွဲမှာလည်းဒီထားမိစရာသဘောကျစရာတွေရောပြန်ကြည့်ရင်စရာမလိုတော့အောင်ခံစစ်ပိုင်းလိုအပ်ချက်တွေကိုပါအထင်ရှားမြင်တွေ့ခဲ့ရပါတယ်အလွန်ဆိုရဲ့ခင်းကျင်းမှုမှာတော့စိတ်ဝင်စားဖို့ကောင်းတာကကစားကွက်ရွေရှားပုံမှာပဲ Chelsea အနေနဲ့ခံစစ်ကစားတဲ့အချိန်မှာ၄ယောက်တန်းခံစစ်ပုံစံနဲ့ငြိမ်အောင်ထိန်းထားပေမဲ့လည်းဘောလုံးရသွားတဲ့တိုက်စစ်စင်တွေကဘယ်နောက်ခံလူလန်နော်အီမန်နိုကတောင်မန်ကနေဒုံးမြတ်လိုတက်သွားပြီးတော့ distance step နဲ့မကြာခဏဆိုလို overlap လောက်ကတွဲဖက်တိုက်စစ်ဆင်ခဲ့တာပါဒါပေမဲ့ဒီလိုတိုက်စစ်လိုက်ပါမှုနောက်ပြင်မှာလည်း Chelsea ရဲ့နောက်တန်းကအနေငယ်လှုပ်ခါပြီးတော့ဟောက်ပတ်ဖြစ်ကြံခဲ့တာကိုလည်းတွေ့ရပါတယ်ဒီပွဲမှာလူတွေကစားသမားတွေရဲ့စမ်းဆောင်ရည်ကတတိထားမိစရာအတော်ကောင်းခဲ့ပါတယ် Reggie ညောင်းလို့ခေါ်ကြတဲ့ Reggie Wilson နဲ့ Reggie West တို့နှစ်ဦးစလုံးကတော့ကွင်းလယ်မှာထပ်ထပ်မြက်မြက်နဲ့တွဲဖက်ညီညီကစားသွားနိုင်ခဲ့ကြပါတယ်အထူးသဖြင့် Wilson ဆိုရင်တော့မိနစ်90ပြည့်ပွဲထက်ကစားခဲ့ရတဲ့သူတဲတော့ကစားသမားဖြစ်ခဲ့ပါတယ်ဒါအပြင်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Madinico Juzeli ကလည်းခြေစွမ်းပြနိုင်ခဲ့လို့တွင်းကိုယ်ကိုတွင်းယူပေးခဲ့တဲ့ကစားသမားတွေ Dustin Stepic ကလည်းပွဲစားမှာတက်ကြွလှုပ်ရှားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ခြေစွမ်းနဲ့ငယ်ကျဆင်းသွားခဲ့ပါတယ်အဓိကကစားသမားအများစုကတော့ပွဲပြီးကန်ဒီမိနစ်30ခန်းမှာပဲပွဲနဲ့ဝင်ရောက်ကစားခွင့်ရခဲ့ကြတာပါဒါပေမဲ့ကိုပါမနဲ့ဂျော်ဘတ်တူတို့ကတော့ပွဲစားမှာနဲ့ကြံ့ခိုင်မှုပြည့်ရှိနေကြောင်းသက်သေပြခဲ့ပါအထူးသဖြင့်စနိုးမရှိတဲ့တိုက်စစ်ကိုဥဆောင်သွားတဲ့ဂျော်ဘတ်တူကတော့ဒုတိယပိုင်းပွဲသိမ်းကန်ဒီ9မိနစ်တွင်းမှာပဲ hat-trick သွင်းယူသွားခဲ့တာပါပထမဆုံးခြေစမ်းပွဲမှာ9မိနစ်နဲ့ hat-trick ရယူသွားနိုင်ခဲ့တာကတော့သူ့ရဲ့သွေးပူလည်မှုနဲ့တိုက်စစ်ပိုင်းအဆင့်တန်းကိုဘာမှညှင်းပယ်စရာမလိုအောင်ပြသသွားခဲ့တာဖြစ်ပါတယ်တိုက်စစ်ကဂိုးတွေရနေပြီမဲ့လည်းခံစစ်ပိုင်းကတော့အလွန်ဆုံးအတွက်အတော်လေးခေါင်းခဲစရာဖြစ်နေခဲ့ပါချန်ပေါင်နဲ့ဒိုစင်တို့လိုဝိုင်းကစားသမားတွေပွဲထက်ပေါင်ဝင်ခဲ့ပေမဲ့လည်းပြီးခဲ့တဲ့ရာသီကအေလီရဲ့အောက်ဆုံးမှာရပ်တည်ခဲ့တဲ့အသင်းစီကနေ၄ဂိုးတိခွင့်ပြုခဲ့ရတာပါအချို့အချိန်တွေမှာကွင်းနယ်ပိုင်းကခံစစ်အတွက်ထိရောက်တဲ့အကူအညီမပေးနိုင်ခဲ့တာကအလွန်ဆိုရဲ့ပထမဆုံးပွဲမှာခံစစ်ပိုင်းပြန်လည်ပြင်ဆင်စရာတတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်စကိုင်းပုံက David Richardson သုံးသပ်ခဲ့ပါတယ်ဒီလိုမျိုးပါဒီလို10ခုထိထပ်ပေါ်ခဲ့တဲ့ပွဲမျိုးကိုအသေးစိတ်သုံးသပ်ဖို့ဆိုတာတကယ်ကိုခက်ခဲပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ဘလွန်ဆွဲလက်ထက်မှာ Chelsea အသင်းရဲ့ပွဲစဉ်တွေကပြင်းစရာကောင်းမှာတော့မဟုတ်ပါဘူးလို့သုံးသပ်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါတင်ဆက်သွားတော့ channel တက်တဲ့ဆိုရင်တော့ like and share နဲ့ subscribe လေးပြုလုပ်ပေးကြတော့ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ